မင်္ဂလာပါ Pixel 7 B2B platform ကနေနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့ရှင်းလင်းတင်ပြချက်မှာတော့ရောင်းချသူမိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့ platform ပေါ်မှာဘယ်လိုအလွယ်တကူစတင်နိုင်မလဲဆိုတော့အစစ်စစ်လမ်းညွှန်ကိုဆွေးနွေးတော့မှာပါအကူအညီပေးရေးအဖက်ကနေအသစ်ဆောက်ကြနေတာမို့မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းဒီကို digital ကဘာတဲ့ယုံကြည်မှုအပြည့်နဲ့ခြေလှမ်းနိုင်ဖို့အတူတူလေ့လာကြည့်လိုက်ကြရအောင်ဒီနေ့ဆွေးနွေးသွားမယ့်အထူးအဆင့်တွေကတော့စီးရင်သွင်းခြင်းနဲ့ profile အတည်ပြုခြင်း digital store စတင်ချခြင်းကုန်ပစ္စည်းတွေထည့်သွင်းစီမံခြင်း order နဲ့ပို့ဆောင်မှုလုပ်ငန်းစဉ်ဗဏ္ဍာရေးနဲ့ငွေထုတ်ယူမှုများစီမံခြင်းနောက်ဆုံးအနေနဲ့အယောင်ဖြင့်တင်ရေးကိရိယာများနဲ့အကူအညီရယူခြင်းဆိုတဲ့အပိုင်းတွေပဲဖြစ်ပါတယ်ကဲပထမဆုံးအပိုင်းဖြစ်တဲ့စာရင်သွင်းခြင်းနဲ့ profile အတည်ပြုခြင်းကနေစတင်လိုက်ကြအောင်အစပြောရမယ့်အဆင့်လေးကတော့အရန်ကိုရိုးရှင်းပါတယ်seller login စာမျက်နှာကနေလိုအပ်တဲ့အချက်လက်လေးတွေဖြည့်သွင်းပြီးစာရင်သွင်းလိုက်ရုံပါပဲအဲ့ဒီနောက်မှာတော့မိမိတို့ရဲ့ site profile ကို admin အဖွဲ့ကစစ်ဆေးအတည်ပြုပေးမဲ့အချိန်ခဏလေးတော့စောင့်ဆိုင်ပေးရမှာပါဒီစင်လေးက platform တစ်ခုလုံးရဲ့လုံခြုံရေးနဲ့အရေးအသွေးကိုထိန်းသိမ်းဖို့အတွက်အရန်ကိုရည်ကြီးပါတယ်အတည်ပြုချက်ရပြီဆိုတာနဲ့ seller dashboard ရဲ့လွတ်ဆောင်ချက်အပြည့်အစုံကိုစိတ်ကြိုက်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်အပိုင်းနှစ်အနေနဲ့ digital store စတင်ခြင်းတနည်းအားဖြင့်ကိုပိုင် digital ဆိုင်မျက်နှာစာတစ်ခုတည်ဆောက်ခြင်းအကြောင်းဆက်သွားပါမယ်ဆိုင်ဒီဇိုင်းကိုဆွဲဆောင်မှုရှိဖို့ဆိုရင်အခြေခံအချက်လေးတွေတေးချပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဆိုင်အမည်နဲ့ logo ကကိုယ့်ရဲ့ brand ကိုကိုးစားပြုတယ်လို့ဖုန်းနံပါတ်နဲ့လိပ်စာကလည်းဝယ်ယူသူတွေယုံကြည်မှုကိုတိစောက်ပေးတဲ့နေရာမှာအဓိကကျပါတယ်။နောက်ထပ်အရေးကြီးဆုံးကတော့ meta ချိုက်ချုံနဲ့ meta description တွေပါပဲ။ဘာလို့လဲဆိုတော့ဝယ်ယူသူတွေရှာဖွေရေးအင်ဂျင်တွေနဲ့ကိုယ့်ရဲ့ဆိုင်ကိုအလွယ်တကူရှာတွေ့နိုင်ဖို့ဒီ SEO အချက်အလက်တွေကမရှိမဖြစ်လိုအပ်လို့ပါပဲ။အပြင်ပန်းမြင်ရတဲ့ဆိုင်အချက်လက်တွေအပြင်အတွင်းပိုင်းစီးပွားရေးဆိုင်ရာဥပဒေရေးရာချက်လက်တွေဖြစ်တဲ့အခွန်ဆိုင်ရာနံပါတ်တွေကုန်သွယ်လုပ်ငန်းကုန်လိုင်စင်တွေကလည်း platform ပေါ်မှာတရားဝင်မှုရှိစေဖို့အရန်ကိုအရေးပါပါတယ်။နိုင်ငံကိုရွေးချယ်လိုက်တာနဲ့သက်ဆိုင်ရာပြည်နယ်ချက်လက်တွေကအလိုလျောက်ပေါ်လာမှာဖြစ်လို့အချင်းကုန်သက်ထားပြီးဖြည့်ဆွတ်ရတာအရန်ကိုအဆင်ပြေစေမှာပါ။စိတ်မနာစာကိုပိုပြီးဆွဲဆောင်မှုရှိအောင်သတ်မှတ်ထားတဲ့အရွယ်စားအထိုင်ဘန်နာလေးတွေထည့်သွင်းလို့ရပါသေးတယ်။အပေါ်ဘန်နာနဲ့ slider ဘန်နာတွေကိုမှန်ကန်တဲ့ pixel အရွယ်စားတွေနဲ့တင်ဖို့ကအရေးကြီးပါတယ်။ဒါမှကြည့်ရှုသူတွေအတွက်မျက်စိပတာတာဖြစ်ပြီး professional ဆန်နေမှာပါ။ဘန်နာတွေမှာ link တွေထည့်မယ်ဆိုရင်လုံခြုံရေးဖြည့်ရှိတဲ့ link တွေကိုသုံးဖို့အကြံပြုချင်ပါတယ်။ social media link တွေကိုပါတွဲချထားမယ်ဆိုရင်တော့ B2B ပဲယူသူတွေကိုပုံမဆွဲဆောင်နိုင်ပြီးလုပ်ငန်းကိုပုံမခိုင်မာစေမှာအသေးချပါပဲ။အပိုင်း3ကုန်ပစ္စည်းများထည့်သွင်းခြင်းနဲ့စီမံခန့်ခွဲခြင်းဒါကတော့ digital စနစ်ပေါ်မှာပစ္စည်းတွေစတင်နေရချမှတ်ပိုင်းဖြစ်ပါတယ်။ကွန်ပစ္စည်းတွေတင်တော့မယ်ဆိုရင် SKU ဆိုတဲ့ဝေါ်ဟာရာလေးကိုရင်းနှီးထားဖို့လိုအပ်ပါတယ်။ရောင်းချသူဘက်ကကွန်ပစ္စည်းရဲ့အယောင်တွေအရွယ်စားပြီးစားတဲ့အမျိုးအစားခွဲတွေကိုရွေးချယ်လိုက်တာနဲ့စနစ်ကနေသက်ဆိုင်ရာ SKU တွေကိုအလော်လျောက်တိတိကျကျဖန်တီးပေးသွားမှာပါ။တကယ်ကိုအန်တိုးစရာကောင်းလောက်အောင်ကွန်ပစ္စည်းစာရင်းစီမံခန့်ခွဲရတဲ့အလုပ်ကိုတပ်ပါလဲကူသွားစေပါတယ်။ကုန်ပစ္စည်းတစ်ခုကိုစနစ်တကျထည့်သွင်းတဲ့အခါချောမွေ့စေဖို့မဖြစ်မနေဖြည့်သွင်းရမယ့်အချက်လက်လေးတွေရှိပါတယ်။ကုန်ပစ္စည်းအမည်အမျိုးအစားနဲ့ unit တွေကတိကျရပါမယ်။ unit ဖြည့်တဲ့အခါအခရာနဲ့ space ကိုပဲသုံးခွင့်ပြုထားတာလေးကိုတတိပြုစေချင်ပါတယ်။အနည်းဆုံးဝယ်ယူရမယ့်အရေးအတွက်နဲ့သူ့ရထက်ကြီးတဲ့ရင်းနှုန်းတတ်မှတ်ချက်တွေဟာ B2B အယောင်ဝယ်အတွက်မပါမချစ်တဲ့အသက်သွေးကြောတွေပဲဖြစ်ပါတယ်။ Pixel 7မှာတာမန်ကုန်ပစ္စည်းနဲ့လက်ကားကုန်ပစ္စည်းဆိုပြီးကုန်ပစ္စည်းတင်တဲ့လမ်းကြောင်းနှစ်ခုခွဲပြပါတယ်။တာမန်ကုန်ပစ္စည်းဖန်တီးရမှာအယောင်နဲ့အမျိုးအစားခွဲတွေကိုလွတ်လပ်စွာဖန်တီးနိုင်ပေမဲ့လက်ကားကုန်ပစ္စည်းဖန်တီးတဲ့အခါမှာတော့အမျိုးအစားခွဲတွေမပါဝင်ပဲအရေးအတွက်ပေါ်မူတည်ပြီးပြောင်းလဲတော့မဲ့ဈေးနှုန်းအဆင့်ဆင့်ကိုမဖြစ်မနေသတ်မှတ်ပေးရပါတယ်။ဒါကလက်ကားရောင်းချသူတွေအတွက်တည်တံ့ဖန်တီးပေးထားတဲ့အရန်ကိုအသုံးဝင်တဲ့လွတ်ဆောင်ချက်တစ်ခုပါ။လက်ကားဈေးနှုန်းသတ်မှတ်တဲ့အကအကောင်းဆုံးအလေးချင်းလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။အနည်းဆုံးနဲ့အများဆုံးအရေးအတွက်တွေဟာတစ်ခုနဲ့တစ်ခုထပ်မနေပဲရှင်းလင်းပြတ်သားနေရပါမယ်။ဥပမာပြောရရင်10ခုကနေ49ခုအထိကိုတစ်ခုချင်းဈေး1200 50ကနေ99အထိကို1200ဆိုပြီးအရေးအတွက်များလာတာနဲ့အမျှတစ်ခုချင်းဈေးနှုန်းလွတ်အကျထွားတဲ့စနစ်ကျတဲ့ဈေးနှုန်းသတ်မှတ်မှုမျိုးပါဒီလိုလှုပ်ဆောင်ခြင်းကဝယ်ယူသူတွေကိုပုံမဝယ်ယူလာအောင်ဆွဲဆောင်နိုင်တဲ့အကောင်းဆုံးနည်းပြတစ်ခုဖြစ်ပါတယ်ဆက်လက်ပြီးအပိုင်းလေး order များကိုလှုပ်ဆောင်ခြင်းနဲ့ပို့ဆောင်ခြင်း order ဒီ precise ပေးမဲ့နေ့စဉ်လုပ်ငန်းစဉ်အကြောင်းကိုတွားကြပါမယ် order တစ်ခုဝင်လာပြီဆိုရင် seller dashboard ကနေတစ်ဆင့်လွှဲကူတဲ့အစဉ်40နဲ့စီမံနိုင်ပါတယ်ပထမဆုံး order အချက်အလက်နဲ့လိပ်စာကိုတေချာစစ်ဆေးပါမယ်။ပြီးရင်ပစ္စည်းရှိမရှိအတည်ပြုပြီးထုတ်ပိုးပါမယ်။အဲဒီနောက်သတ်မှတ်ထားတဲ့အတိုင်းပို့ဆောင်ပေးပြီးနောက်ဆုံးမှာတော့စနစ်ထဲမှာပို့ဆောင်မှုအခြေအနေနဲ့ငွေပေးချေမှုအခြေအနေကို update လုပ်ပေးလိုက်ရုံပါပဲ။အလုပ်ရှုပ်သက်သာပြီးအလွန်ကိုရှင်းလင်းလွယ်ကူတဲ့လုပ်ငန်းစဉ်လေးမှဖြစ်ပါတယ်။အပိုင်းက
ပဏာရင်းနဲ့ငွေထုတ်ယူမှုများစီမံခြင်းအလုံးစိတ်ဝင်စားကြမဲ့ဝင်ငွေစောင့်ကြည့်ခြင်းအပိုင်းဖြစ်ပါတယ် ငွေထုတ်ယူဖို့လုပ်ငန်းစဉ်တွေကလည်းတိကျတိချတာပါတယ် profile ထက်ကငွေထုတ်ယူမှုအသေးစိတ်မှာဘာအကောင့်အမည်နဲ့နံပါတ်ကိုထည့်သွင်းရမယ်ဒီနေရာမှာအရေးကြီးဆုံးကတော့ငွေလွှဲပြောင်းမှုတွေနှောင့်နှေးကြန့်ကြာတာမျိုးမဖြစ်ရလေအောင်အကောင့်အချက်လက်မှန်ကန်မှုကိုနှစ်ခါပြန်စစ်ဆေးဖို့ပါပဲအရာအလုံးမှန်ကန်တိကျပြီးဆိုရင်တော့ငွေထုတ်ယူရန်တောင်းဆိုမှုကိုယုံကြည်စိတ်ချစွာတင်ပြနိုင်ပါပြီ ပဏာရင်းနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုအပြည့်အဝရှိစေကိုအဓိက test ဖို့3ခုကိုပြင်ဆင်ပေးထားပါတယ်။ရရှိထားတဲ့ငွေကြေးတွေကိုကြည့်ရှုနိုင်တဲ့ငွေပေးချေမှုရာဇဝင်ငွေထုတ်ယူမှုအခြေအနေတွေကိုစောင့်ကြည့်နိုင်တဲ့နေရာပြီးတော့ platform ကဖြတ်တောက်တဲ့ commission မှတ်တမ်းတွေကိုအလွယ်တကူတိုက်ဆိုင်စစ်ဆေးနိုင်တဲ့ commission ရာဇဝင်တို့ပဲဖြစ်ပါတယ်။အားလုံးကရှင်းရှင်းလင်းလင်းရှိနေမှာပါ။ အခုဆိုရင်စိုက်တဆိုင်ရဲ့အခြေခံလဲပတ်မှုစနစ်တွေအားလုံးပြည့်စုံသွားပြီလို့ဆိုရမှာပါ။ဒါဆိုရင်စိတ်ဝင်စားစရာမေးခွန်းတစ်ခုရှိလာမှာပါ။ဒီလိုအခြေခံချက်တွေရလာပြီးပြီဆိုရင်အောင်မြင်နေတဲ့ရောင်းချသူတွေကသူတို့ရဲ့အယောင်းအဝယ်တွေကိုစက်တက်ထမ်းဖို့တိုးတက်အောင်ဘယ်လိုဆက်လုပ်ကြသလဲ ဒီရက်တဲ့ပိုင်း6အယောင်းမြင့်တင်ရေးကိရိယာများလည်းအကူအညီရယူခြင်းဆိုရက်စီးပွားရေးတိုးချဲ့မဲ့အပိုင်းကိုလေ့လာကြည့်ကြပါမယ် အရာတွေကိုတည်တည်တာတာမြင့်တင်ဖို့အတွက်စနစ်ထဲမှာစွမ်းအားဖြည့်ကိရိယာတွေထည့်သွင်းပေးထားပါတယ်။ဘွေးတော်ကာလတွေ store ရှင်းလင်းရေးအချိန်ကြီးမှာကုန်ပစ္စည်းအမျိုးအစားလိုက် short sale တွေပေးတာဝယ်ယူသူတွေကိုကူပုံတွေထုတ်ပေးတာတွေလုပ်လို့ရပါတယ်။ဒါ့အပြင်ထူးခြားတဲ့ကုန်ပစ္စည်းတွေကိုတည်တံ့အညွှန်းစာလေးတွေတက်ပြီးကြော်ညာတာတွေကလည်းရောင်အားကိုအမခံမြင့်တက်စေတဲ့နီးဗျူဟာကောင်းတွေပဲဖြစ်ပါတယ်။ ဂျန်အားကောင်းမှုဆိုရင်ဝယ်ယူသူတွေနဲ့စစ်တွေရေးကလည်းအသက်ပါပဲဝယ်ယူသူတွေရဲ့မေးမြန်းချက်တွေကိုအချိန်နဲ့တပြေးညီမြန်မြန်ဆန်ဆန်ပြန်လည်ဖြေကြားပေးခြင်းကယုံကြည်မှုကိုရရှိစေပြီးအယောင်အဖြစ်ပြောင်းလဲနိုင်စွမ်းကိုအများကြီးမြင့်တက်စေပါတယ်တကယ်လို့စနစ်ပိုင်းဆိုင်ရာဒါမှမဟုတ်အကောင့်ပိုင်းဆိုင်ရာအခက်အခဲတစုံတရာရှိလိုက်ရင်လည်း support tickets တွေဖွင့်ပြီးကျွန်တော်တို့ customer service အဖွဲ့ရဲ့အကူအညီကိုအချိန်မရွေးလွယ်လွယ်ကူကူရယူနိုင်ပါတယ် နိမိတို့ရဲ့ဆိုင်ကိုကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်ခြင်းဟာအောင်မြင်မှုရဲ့တောက်ချက်ပါပဲ Pixel Web 7ရဲ့စံဖို့ထက်တဲ့ပုံမကောင်းမွန်သောချိတ်ဆက်မှုများပုံမကြီးမားသောအယောင်ဝယ်များဆိုတဲ့အတိုင်းဒီ platform ဟာရောင်းချသူနဲ့ဝယ်ယူသူတွေကြားအကောင်းဆုံးနဲ့အခိုင်အမာဆုံးပေါင်းကူပေးမဲ့နေရာတစ်ခုဖြစ်ပါတယ် အခုဆိုရင်လိုအပ်တဲ့အချက်အလက်အလုံးကိုရှင်းလင်းစွာသိရှိနားလည်သွားပြီမို့စိုင်းကိုထေချပြင်ဆင်ပြီးမဟာဗျူဟာကြအပ်လက်ကဈေးနှုန်းတွေနဲ့စက်တင်ဖို့အသင်ဖြစ်နေပါပြီကဲ platform ပေါ်ကိုယုံကြည်မှုအပြည့်နဲ့ဝေရောက်ပြီးဈေးခွက်ကိုအကြီးအကျယ်ထိုးဖောက်မဲ့မင်းစီတို့ရဲ့ပထမဆုံးအယောင်ရဆုံးကုန်ပစ္စည်းကဘာဖြစ်လာမလဲဆိုတာရင်ခွန်စွာနဲ့စောင့်မျှော်နေပါပြီ